မှန်ပါဗျဒီလောလောဆယ်ဒီမှာပေါ့နော်စေးစင်းရင်ထဲတဲ့အားလေးကိုပြပြီးပေါ့နော်ပုံမှန်ကတော့ကျွန်တော်တို့စေးစင်းကိုသွားမယ်ဆိုရင်ဒီ medicine ကိုသွားရင်ရတယ်ပေါ့နော်ဒါအတွင်းထဲမှာရှိတဲ့ဆေးတွေကျွန်တော်မရှိသေးဘူးဆိုရင်တော့မဖြစ်ဘူးပေါ့နော်ဆိုတော့ end medicine နဲ့ထည့်မယ်ဆိုလဲထည့်လို့ရတယ်ဒါပေမဲ့သူကကြတော့ဒီစေးစင်းတွေကဟိုပါပေါ့နော် product ရဲ့အရေးအတွက်တွေပေါ့နော်ဒါတွေကမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အမြန်သွားဖို့ဆိုရင်ကြတော့ဒီမှာ purchase ဆိုတာရှိရပေါ့နော်အဝယ်စင်းတွေကိုတစ်ခါတည်းအပြင်ကနေတော့မှဈေးကုမ္ပဏီကနေပြီးတော့မှကျွန်တော်တို့ပေါင်ချာနဲ့ဈေးတွေရောက်လာပြီဆိုတော့ဒီပေါင်ချာအတိုင်းကျွန်တော်တို့ရဲ့ဒီ software တွေကိုရိုက်ထည့်တာပေါ့နော်ရိုက်ထည့်လိုက်ပြီဆိုတာနဲ့တစ်ခါတည်းကုန် stock ပေါ့နော်အရေးအတွက်တွေကတစ်ခါတည်းဝင်သွားတာပေါ့နော်အဲ့တော့လောလောဆယ်ဒီမှာ purchase လုပ်မယ်ပေါ့နော်purchase လုပ်မယ်ဆိုရင်purchase ကိုနှိပ်တယ်ဒီမှာdate ရွေးရအောင်ပေါ့နော်အရင်ဆုံးဒီမှာ supplier ပေါ့နော် supplier ကအသစ်ပေါ့နော်ဟိုကအရင်တော့ရှိပြီးသားပေါ့နော်အရင်တစ်ခေါက်ကဝယ်ပြီးသားဆိုရင်တော့ကျွန်တော်တို့ choice လုပ်လိုက်ရုံပဲဟိုကမဟုတ်ဘူးအသစ်ပေါ့နော်ကုမ္ပဏီအသစ်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒီအပေါင်းလေးကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့ supplier ပေါ့နော်ကုမ္ပဏီပေါ့နော်ဒါတော့ရတယ်01လို့ပါတော့ထည့်တာဖုန်းနံပါတ်တွေကျွန်တော်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တိုင်းဖုန်းနံပါတ်တွေထည့်တယ်ဒီemail တွေပါတယ်ထည့်ပေါ့နော်MR ရှိရင်လည်း MR ဖုန်းနံပါတ်တွေထည့်ပေါ့နော်ထည့်ပြီးသွားရင်တော့ save လုပ်လိုက်ရပြီပေါ့နော်ပြီးသွားရင်ဒီဟာလေးပဲပြန်နှိပ်ဒါဆိုရင်ရွေးပြီးသားဖြစ်သွားပြီပေါ့နော်အဲ့မှာဆိုရင်ဝယ်တဲ့ date ကိုရွေးပေါ့နော်ဝယ်တဲ့ဒီနေ့ဝယ်တယ်ဆိုဒီနေ့ date ရွေးပြီးသွားရင်တော့ကျွန်တော် next နဲ့ဆက်သွားလိုက်ပေါ့နော်အဲဆိုရင်ဒီမှာ purchase လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ purchase ကိုနှိပ်ဒီမှာကပုံမှန်အသစ်ဆိုရင်ကျွန်တော်ဈေးတွေကမရှိဘူးပေါ့နော်ဈေးတွေကိုထည့်မယ်ဆိုရင်ခုနက medicine ထဲမှာသွားပြီးတော့မှမထည့်ဘဲနဲ့ဒီမှာကလေးတစ်ခါတည်းထည့်လိုက်လို့ရတယ်ဒီမှာတစ်ခါတည်းထည့်တယ်ဈေးကအသစ်မို့လို့ခုရောက်လာတဲ့ဈေးကလည်းအသစ်ဖြစ်လို့ထည့်မယ်ဆိုရင် add pharmacy ကိုရွေးတယ်ရွေးပြီးသွားရင် choice ပေါ့နော်AA ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ထည့်လို့ရတာဒီမှာမရှိဘူးဆိုရင်လည်းထည့်လို့ရတာပေါ့နော် category အနေနဲ့ထားပါတော့ကျွန်တော်တို့oral ပေါ့oral chemical name ဆိုလည်း chemical name တွေကဒီထဲမှာရှိပြီးသားဆိုထည့်လို့ရတယ်မရှိသေးဘူးဆိုရင်ဒီမှာ add နဲ့ပဲသွား chemical name ကparacetamol ပဲပေါ့နော်ရွေးလိုက်ဒါဆိုရင်တော့ကျွန်တော် paracetamol ရွေးလို့ရမယ်ကုမ္ပဏီကတော့ဒီသူ့ရဲ့ manufacture ကုမ္ပဏီမျိုးထုတ်တဲ့ကုမ္ပဏီပေါ့နော်ဒါမျိုးရွေးလို့ရတယ်ဒီမှာသူ့ကိုကကြတော့ဒီ percentage ကကြတော့ဘယ်လောက် percent တင်ပါလဲဒီဆေးကိုဝယ်တိုင်းကျွန်တော်တို့အယောင်းဈေးကိုဘယ်လောက် percentage တင်ပါလဲပုံမှန်ဆိုရင်တော့ဈေးကန်းတွေက 20% တင်တာမျိုးရှိတတ်တယ်50% တင်တာရှိတတ်တယ်ပေါ့နော်အဲ့တော့ minimum stock ကတော့ဒီပစ္စည်းကအနည်းဆုံးဥမာအလုံး100ကျန်ရင်ကျွန်တော်တို့ပြန်မှာမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီကတော့ expire date ကမရွေးလေရပါတော့လောဆယ် expire date ကမရွေးပဲထားခဲ့လိုက်ရတယ်ပြီးရင်တော့ကျွန်တော် save လုပ်လိုက်ရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ခုနကကျွန်တော် AA ဆိုတဲ့ဆေးပေါ့နော် drug ဆိုတဲ့ဆေးကရောက်လာပြီအဲ့ချိန်ကြကမှကျွန်တော် purchase ထဲမှာတစ်ခါတည်းဝယ်လိုက်တဲ့ကျွန်တော်တို့အဓိကအလုံးရေအတွက်နဲ့သွားတာဖြစ်တော့အလုံးရေအတွက်ပေါ့နော်ဥပမာ2ဘူးဝယ်လို့ဆိုရင်တစ်လုံးကိုတစ်ဘူးကို200ပါတယ်ဆိုရင်200ပေါ့ဝယ်ဈေးကကြတော့တစ်လုံးချင်းရဲ့ဝယ်ဈေးပေါ့နော်တစ်လုံးချင်းရဲ့ဝယ်ဈေးဆိုတော့တစ်လုံးကိုကျွန်တော်တို့က200နဲ့ဝယ်ရတယ်ဆိုရင်200ပေါ့နော်အဲဆိုရင်တော့ကျွန်တော်ဈေးနှုန်းတွက်ပြီးသွားမယ်ပြီးတော့ရင်ကျွန်တော်ခုနကတော့ပြောခဲ့တယ်ဒီမှာ20ဆိုပြီးတော့မှ percentage တင်တဲ့အတွက်သူက auto ဒီမှာ240ဆိုတင်ပေးတာပေါ့နော်ဒါကတော့ discount ကတော့ဒီမှာတော့ဒါ discount ပေါ့နော် discount ကတော့ဒီဝယ်တဲ့ချိန်မှာကျွန်တော်4000ကျပြီမဲ့သူက3800ပဲပေးရတယ်ဆိုပြီးတော့မှဒီကုမ္ပဏီကနေတော့မှကျွန်တော်တို့ဟိုပါပေါ့နော် short ပေးတယ်ပေါ့နော်ဒါဆိုရင်တော့3800ပေါ့နော်ပြီးသွားရင်ကျွန်တော် add လုပ်လိုက်ရပြီဒါတစ်ခုပေါ့နော်နောက်ထပ်ဒီဆေးတွေကိုထပ်ထည့်မယ်ဆိုလဲဒီတိုင်းပဲtrack ပါတော့ဒီမှာတော့ကျွန်တော်ခုနကထည့်ပြီးသားရှိတော့
ရွေးလိုက်ရုံပဲအောက်ကဟာလေခုနကတော့လောကဒီတမှာပါရာစီတမောတွေများနေလို့နော်ပါရာစီတမောကျွန်တော်ဒါအောက်ဆုံးမှထည့်တဲ့ဟာပေါ့နော်ရှိပြီးသားဆိုကျွန်တော်ထပ်ထည့်စရာမလိုဘူးနော်ပါရာစီတမောဒီမှာရှိပြီးသားဆို choice လုပ်လိုက်ရုံပဲပြီးသွားရင်ဒီကုမ္ပဏီလည်းဒီတိုင်းပဲရွေးတယ်သူလည်း percentage ရွေးတယ်ပြီးရင်ဒီမှာလည်း minimum ဘယ်လောက်ကျန်ရင်ပြန်ရွေးမှာလဲပေါ့နော်ဒါတော့ကျွန်တော် save လုပ်လိုက်ရပြီဒီမှာဆိုလည်း BB ဆိုတဲ့ဆေးကိုကျွန်တော်ထည့်အလုံး900ပေါ့နော်အလုံး900ကိုကျွန်တော်တစ်လုံးကို300နဲ့ကျွန်တော်ဝယ်လိုက်ပေါ့နော်ဆိုတော့ဒီမှာ add လုပ်လိုက်အောင်အဲဒီထည့်ပြီးသွားရင်တော့ဒါကဘောင်ချာမှာရှိတဲ့ဆေးကအမျိုး20ဝယ်လို့ဆိုရင်မျိုး20ဒီတိုင်းတန်းရိုက်ထည့်လိုက်ရုံပဲပေါ့နော်ရိုက်ပြီးသွားရင်တော့ရပြီပေါ့နော်ဒီမှာ item မှားလို့ပြန်ပြင်နေဆိုရင်တော့ဒီဆေးကိုပဲကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားရင်ဝယ်ဆေးတွေကျွန်တော်ပြန်ပြင်လို့ရတယ်ပေါ့နော်ဈေးနှုန်းတွေမှားတယ်ဆိုရင်ပေါ့နော်ဒါကြီးပြင်လို့ရတယ်လုံးဝကြီးမဖြစ်ဘူးဆိုတော့ delete ချက်လိုက်လို့ရတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော် finish လုပ်လိုက်ဒါဆိုတော့ပြီးတဲ့မှာ3,5000 2000ပေါ့နော် payment type ကကျွန်တော်တို့ page တစ်ခါလေးလုပ်လိုက်တယ်ဆိုကျွန်တော် save လုပ်လိုက်ရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ purchase တဲ့တစ်ခါလေးလုပ်လို့ပြီးသွားတယ်အဲ့လိုပဲဆေးစင်းလည်းထည့်ပြီးသွားဖြစ်တယ်ပေါ့နော်အဲ့တော့ဆေးစင်းကိုကျွန်တော်တို့သွားကြည့်မယ်ဆိုရင်ဒီမှာ medicine stock ကြည့်လိုက်ရင်ရပြီပေါ့နော်ဒါဆိုတော့ AA drug ဆိုတဲ့ဟာကကျွန်တော်ဝယ်လိုက်တာကတော့200ဝယ်လိုက်တယ်ဒီ BB drug က900ဝယ်လိုက်တယ်ပေါ့နော်ဒီလိုမျိုးတစ်ခါလေးဖြည့်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဒီဘက်က medicine တွေကတော့ထည့်မယ်ဆိုရင်လည်းထည့်လို့ရတာဆိုတော့ကျွန်တော်တို့ရတယ်ပေါ့နော်ဒါပေမဲ့သူကကြတော့ကျွန်တော်တို့sales stock တွေကိုကျွန်တော်ထည့်မှာမဟုတ်ဘူးပေါ့နော်ဟုတ်ပေါ့နော်supplier တွေပါဒီမှာဝယ်ဈေးတွေပါထည့်လို့ရတယ်ပေါ့နော်ဝယ်ဈေးတွေကမထည့်လည်းရတယ်ဒီမှာအဓိကတော့ရောင်းဈေးပေါ့နော်ရောင်းဈေးကတော့ကျွန်တော်ထည့်မယ်ဥပမာ300နဲ့ကျွန်တော်ရောင်းမယ်ပေါ့နော်ပြီးတော့ကျွန်တော် save လိုက်ဒါ CC ဆိုတဲ့ drug ကတော့ 0 in hand နေနဲ့ပြတာပေါ့နော်ဒါ purchase မလုပ်သေးဒီတိုင်းကကျွန်တော်တို့ရောင်းလို့မရဘူးလားဆိုရောင်းလို့ရပါတယ်ရောင်းလိုက်ပြီဆိုတာနဲ့ဒီ patient ကိုပေးလိုက်ပြီဆိုတာဒီက minus တွေတော့ပြကုန်မှာပေါ့နော်ပုံမှန်အတိုင်းဆိုရင်အဲ့လိုပဲဖြစ်သွားမှာပါဟုတ်ဒါလေးပါပဲဗျာ